ဇလန်းအစမှာအန်နာတယောက်နိုးလာတော့တာမန်မိုးတက်မုန်တိုင်းပဲလို့ထင်ခဲ့တာဒါပေမဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါရေကြီးမှုဟာသတင်းပေါက်ကနေအိမ်ထဲကိုအလုံးအရင်းနဲ့ဝင်နေပြီးဒုတိယထပ်အထိမြုပ်နေပြီးသူ့ရဲ့သားလေးကြည်ရင်ကတော့ဘာမှမသိပဲကျမ်းပြင်ပေါ်မှာပျော်ပျော်ပါးပါးရေကူးတင်နေတော့မယ်အခြေအနေကတကယ်ကိုဆိုးဝါးနေပြီးရက်ွက်ထဲကကြီးညာချက်မှာတော့ဓာတ်လေကားတွေရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်းနဲ့လူတိုင်းအရေးပေါ်ခေါင်မိုးထက်ကိုတက်ပြီးခိုလုံကြဖို့သတိပေးနေပါတယ်အန်နာဟာအမြန်ပဲအထုပ်ပိုးတွေပြင်ဆင်နေတော့မှသူတေသနာဌာနကလုံခြုံရေးဝန်ထမ်းစွန့်ကြောက်ရှိစီကဖုံးဝင်လာပြီးအမြန်ဆုံးအပေါ်ထက်ကိုတက်ဖို့ပြောပါတယ်ဒါပေမဲ့စကားပြောလို့မပြီးခင်မှာပဲဖုန်းလိုင်းပြတ်တောက်သွားခဲ့တယ်။အန်နာနောက်လဲကြည့်လိုက်တဲ့အခါအခန်းထဲမှာရှိတဲ့သားလေးဟာပျောက်သွားပြီ။ကံကောင်းထောက်မှစွာနဲ့နောက်ဆုံးမှာတော့ဘီရိုထဲမှာပုံနေတဲ့ကလေးကိုရှာတွေ့ခဲ့တယ်။အဲ့ဒီအချိန်မှာလှေကားထစ်တွေပေါ်မှာလူတွေကအုပ်အော်တောင်းနှင်းဖြစ်နေကြပြီ။အန်နာဟာသားကိုပွေပြီးတခြားလှေကားတစ်ခုစီပြေးပါတယ်။ဒါပေမဲ့ရေမျက်နှာပြင်ကအယမ်းမြန်တက်လာပြီးခဏချင်းမှာပဲတတိယထပ်ထိရောက်လာတယ်။လူပေါင်းများစွာရေထဲကိုမျောပါသွားကြပြီးသူတို့ခုနှစ်ထပ်ခွဲလောက်ရောက်တဲ့အချိန်မှာတော့လမ်းမှာပစ္စည်းတွေပိတ်နေလို့ဆက်တက်လို့မရတော့ဘူး။အဲ့ဒီအချိန်မှာပဲမျက်နှာချင်းဆိုင်ကစွန့်ကြောက်ရှိကိုအန်နာလှမ်းမြင်လိုက်ရတယ်။သူလက်ရက်ခေါ်လိုက်တဲ့အချိန်မှာပဲကြီးမားတဲ့လှိုင်းလုံးကြီးကမှန်တွေကိုရိုက်ခွဲပြီးတစ်ထပ်လုံးကိုဝါးမျိုးပစ်လိုက်တယ်။အန်နာဟာရေနောက်တွေထဲမှာသားကိုအသေးအတန်ရှာဖွေပြီးအခန်းတစ်ခုထဲမှာခက်ခက်ခဲခဲပြန်တွေ့ခဲ့တယ်။ဒါပေမဲ့တကားကရေဖိအားကြောင့်ပွင့်မလာဘူး။အရေးကြုံနေတဲ့အချိန်မှာပဲစွန့်ကြောက်ရှိကအပြင်ကနေတကားကိုရိုက်ခွဲပြီးသားအမိနှစ်ယောက်လုံးကိုကယ်ထုတ်ခဲ့တယ်။နောက်တော့စွန့်ကြောက်ရှိကအဖွဲ့အစည်းကိုအစီရင်ခံပါတယ်။အစင်းမြင့်သူတေသနာပညာရှင်အန်နာနဲ့သူ့သားကြည်ရင်တို့အသက်ရှင်နေသေးကြောင်းအတည်ပြုလိုက်တာပါသူကအန်နာကိုပြောပြတယ်ဒီကပ်ဘေးဟာဂျိုတိန်ဂျိုမွားတစ်ခုတာဝန်ရိုးစွန်းကိုဝင်တိုက်မိလို့ဖြစ်ရတာပါတဲ့ဂျပန်နိုင်ငံတဝက်လောက်လည်းပျောက်ကွယ်သွားပြီဒီသုံးဆက်ထက်တိုက်ကြီးကလည်းကြကြခံမှာမဟုတ်ဘူးကုမ္ပဏီကသူတို့ကိုလာခေါ်ဖို့ရဟတ်ရင်လွှတ်လိုက်ပြီးတကယ်တော့အန်နာလောက်ကင်နေတဲ့ကုမ္ပဏီဟာလူသားသစ်ဆိုတဲ့ယူတူဆရာစီမံကိန်းတစ်ခုကိုလှုပ်ဆောင်နေတာပါအန်နာဟာစိတ်ခံစားမှုအင်ဂျင်စီမံကိန်းရဲ့တဦးတည်းသောပညာရှင်ဖြစ်တာကြောင့်သူအသက်ရှင်ဖို့ကအလွန်အရေးကြီးပါတယ်။ဒါပေမဲ့စွန့်ကြောက်ရှိကသူ့ကိုတတိပေးတယ်ခေါင်းမိုးထက်ကအိမ်နီးနားချင်းတွေဟာအသက်ရှင်ဖို့အတွက်နေရာလူကြမှာမို့လို့အကုန်လုံးကိုဂယုမစိုက်ဖဲအတင်းတိုးထွက်ရမယ်လို့ပြောပါတယ်။ဖုံးချလိုက်ပြီးတဲ့နောက်မှာတော့အိမ်ထဲမှာရုတ်တရက်တဘာဝတငွေတွေယိုစိမ့်လာပြီးပောက်ကွဲမှုကြီးဖြစ်သွားတယ်။အန်နာဟာပောက်ကွဲမှုအရှိန်နဲ့လွင့်ထွက်သွားပြီးအေးဆက်နေတဲ့ပင်လယ်ရေထဲကိုကျသွားတယ်။အဲ့ဒီအချိန်မှာဓာတ်လေကားထဲကနေကောင်မလေးတယောက်ရဲ့အကူအညီတောင်းတကိုကြားလိုက်ရတယ်သူကယ်ချင်ပေမဲ့ရေကဓာတ်လေကားတစ်ခုလုံးကိုမြုပ်သွားစေပြီးမမီတော့ဘူးအန်နာဟာအပေါ်ကိုပဲဆက်ပြေးရတော့တယ်နောက်ဆုံးမှာတော့စွန့်ကြောက်ရှိကြည်ရင်တို့နဲ့ပြန်ဆုံခဲ့ပေမဲ့ကြည်ရင်ကရုတ်တရက်ယောဂတာကြော်လာပြန်တယ်ဆေးကလည်းပျောက်သွားပြီအန်နာဟာအဖိုးကြီးတယောက်ရဲ့အိမ်ထဲကိုအတင်းဝင်သွားပြီးရိုးရာနီးလန့်နဲ့ဆေးဖော်ဆက်ပြီးသားကိုတိုက်လိုက်ရတယ်အမှန်တရားတကယ်တော့ကြည်ရင်ဟာအန်နာရဲ့သားရင်မဟုတ်ပါဘူးကုမ္ပဏီရဲ့စမ်းသပ်ချက်တစ်ခုသာဖြစ်ပါတယ်သူဟာကြည်ရင်ကိုသူတေသနာဌာနကိုပြန်ပေးချင်ခဲ့တာဒါပေမဲ့ဒီလိုတေဘေးကနေအတူတူလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ကြည်ရင်ဟာသူ့ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာပဲစွန့်ကြောက်ရှိကအမှန်တရားကိုဖွင့်ပြောလိုက်တယ်။အဖွဲ့အစည်းကအစကတည်းကအန်နာတယောက်တည်းကိုပဲခေါ်သွားဖို့ရည်ရွယ်ထားတာပါ။ဘာလို့လဲဆိုတော့အန်နာကိုယ်တိုင်ကကလေးမလိုချင်ဘူးလို့အရင်ကပြောခဲ့ဘူးလို့ပါ။ဒါကြောင့်ကြည်ရင်ကိုသူတေသနာဌာနကပြန်သိမ်းစီဖျက်ဆီးမှာဖြစ်ပါတယ်။သူတို့ခေါင်မိုးထက်ကိုရောက်တဲ့အခါလုံခြုံရေးတွေကကြည်ရင်ကိုအတင်းအဓမ္မလူယူသွားကြတယ်။ဒါပေမဲ့အန်နာဟာဒုံးပြန်လွတ်တင်နေတော့မှပဲယောဂနဲ့တေဆုံးသွားခဲ့တယ်။မတေခင်မှာသူကသူ့ရဲ့မှတ်ဉာဏ်တွေကို program တစ်ခုအဖြစ်ပြောင်းလဲပေးဖို့တောင်းဆိုခဲ့တယ်။ရည်ရွယ်ချက်ကတော့ဒီအတုအယောင်ကဘာထဲမှာသူ့သားကိုပြန်ကယ်ဖို့ပါ။လူသားမျိုးနွယ်ဆက်လက်ရှင်တန်ဖို့အတွက်သူဟာစိတ်ခံစားမှုအင်ဂျင်ကိုအပိသက်ပေးရပါမယ်။ဒါကြောင့်အန်နာဟာသူ့ကိုယ်သူစမ်းသပ်ခံဖြစ်ပြောင်းလဲပြီးဒီကဘာထဲမှာသားကိုကယ်တင်နိုင်မဲ့နီလန်မတွေ့မချင်းအချိန်ချင်းပြန်လဲပတ်နေတာဖြစ်ပါတယ်။သူပြန်နိုးလာတဲ့အခါရေကြီးတဲ့နေ့မနက်ခင်းကိုပြန်ရောက်သွားတယ်။သူ့အင်ဂျီပေါ်မှာနံပါတ်490လို့ရေးထားတာဟာသူဒီလိုမျိုးအချိန်ပေါင်း490ကြိမ်စူးစမ်းခဲ့ပြီးပြီဆိုတဲ့အတိတ်ပဲပါဒီတစ်ခါမှာအန်နာဟာမှတ်ဉာဏ်တွေကိုအသုံးချပြီးဘေးအန္တရာယ်တွေကိုရှောင်ရှားခဲ့ပေမဲ့ရှုပ်ထွေးမှုတွေကြားမှာကြည်ရင်နဲ့ပြန်ကွဲသွားပြီးသူကိုယ်တိုင်လည်းကားတိုက်ခံရပြီးတည်သွားပြန်တယ်လို့ပြန်စတယ်အကြိမ်ပေါင်း4009ကြိမ်မြောက်မှာတော့ကောင်မလေးကိုကယ်နိုင်ခဲ့တယ်အကြိမ်ပေါင်း9993ကြိမ်မြောက်မှာတော့ကိုဝင်ဆောင်အမျိုးသမီးတစ်ယောက်ကိုကလေးမွေးပေးနိုင်ခဲ့တယ်အဲ့ဒီအချိန်မှာသူတတိယသွားတာကကြည်ရင်ဟာသူ့ဖုန်းထဲကိုပုံတပုံပို့ခဲ့ဘူးတာပါအန်နာကဓာတ်ပုံတွေကိုဖွင့်ကြည့်လိုက်တဲ့အခါထိတ်လန့်သွားတယ်။အဲ့ဒီပုံတွေဟာသူတို့ခေါင်မိုးထက်မှာပထမဆုံးအကြိမ်ခွဲခွာခဲ့ရတဲ့ပုံတွေဖြစ်နေတယ်။ကြည်ရင်ရဲ့မှတ်ဉာဏ်တွေဟာလည်းတစ်ခါမှအဖြစ်မခံခဲ့ရဘူးဆိုတာသူနားလည်သွားတယ်။ကလေးဟာသူ့နီးသူ့ဟန်နဲ့အမေကိုတတိပေးနေခဲ့တာပါ။အကြိမ်ပေါင်း13400ကြိမ်မြောက်မှာတော့အန်နာဟာစွန့်ကြောက်ရှိကိုသူတို့ဟာလှုပ်ထဲမှာရောက်နေတာဖြစ်ကြောင်းယုံကြည်အောင်ပြောနိုင်ခဲ့တယ်။အကြိမ်ပေါင်း2000ကျော်မှာတော့သူဟာအမှားယွင်းတွေကနေရလာတဲ့အတွေ့အကြုံတွေနဲ့ကြည်ရင်ကိုအရင်ဆုံးရှာတွေ့ခဲ့တယ်။ဇလန်းရဲ့အထုပ်ထိပ်မှာတော့လုံခြုံရေးတွေကကြည်ရင်ကိုလာလူတဲ့အခါအန်နာဟာမတွန့်ဆုတ်ပဲကြည်ရင်ကိုပင်လယ်လဲခုန်ချခိုင်းပြီးသူကတော့လုံခြုံရေးတွေကိုအသက်ပေးခုခံတားဆီးခဲ့တယ်
အဲ့ဒီချိန်မှာပဲအန်နာရဲ့စိတ်ထဲမှာကြည်ရင်နဲ့ဖြတ်တန်းခဲ့တဲ့အချိန်တွေအကုန်လုံးပေါ်လာပြီးမိခင်မြတ်တာကအရာအလုံးကိုအနိုင်ယူသွားခဲ့တယ်။နောက်ဆုံးမှာတော့အန်နာဟာနီးပညာအခက်အခဲကိုကျော်လွှားနိုင်ခဲ့ပြီးစိတ်ခံစားမှုအင်ဂျင်ကိုအောင်မြင်စွာအပြီးသတ်နိုင်ခဲ့ပါတော့